မစားချင်းလို့ချိန်မြွေးနေရမျိုးပဲတီးပဲလိုက်ဆွဆွဲနေလူတကောငါဒိုးမမင်းငါပြောပွဲထဲမှာမြန်မာပြည်ပါလို့မရဘူးလားနောက်တစ်ခုငါမေးမယ်ငါပွဲထဲမှာလည်းမြန်မာပြည်ပါတယ်နေတိုင်းပါတာ3ဘက်4ဘက်ပွဲထဲမှာမြန်မာပြည်ပါလို့မရဘူးလားမင်းကမေးတာကျွန်တော်မှရံဘက်တယောက်မှမရှိဘူးเนาะဘရိုနော်အကိုလေးခံလို့တော့သင်ကားတယ်ကျွန်တော်မှရံဘက်တယောက်မှမရှိပါဘူးဘရိုနော်ကျွန်တော်မှရံဘက်တယောက်မှမရှိဘူးเนาะကျွန်တော်မှသူပြောင်းလိုက်ပါလားအေးကျွန်တော်မှဒီ streaming လောကမှာကျွန်တော်တို့ရန်သူရန်ဘက်ဆိုတာတယောက်မှမရှိပါဘူးเนาะပြီးတော့ကျွန်တော် live stream မှာ stream မှာတယောက်ကိုဘိုင်လေးတက်ပြီးတော့တစ်ခါမှမပြောဘူးအဲ့ရောက်မေးလို့အဲ့မှာအဲ့လိုပါတာမင်းနိုင်တာပဲလားမင်းကဘာကောင်မို့လို့လဲနိုင်အောင်ငါမင်းကိုပွင့်လင်းလင်းပြောပြမင်းကဘာမို့လို့လဲငါနောက်တစ်ခုပြောမင်းကိုနိုင်တဲ့ဆိုရဲမြန်မာငါနဲ့တွေ့တယ်မေးလို့ရဲ့မင်းသိလားငါနဲ့တွေ့ငါနဲ့အေးဆေးပဲမင်းကြီးဘာလို့အေးဆေးဖြစ်လဲဆိုတာငါမပြောတော့ဘူးကွာလို့မင်းကွာအဲ့ဒါဆိုနေဝင်းလူတွေရဲ့သူတစ်ဖက်ပိတ်တွေကနေဝင်းလူဘယ်လိုဖြစ်ရတာလဲ public မှာဒီ game ထဲမှာတွေ့ရသူတွေကြီးပဲလေနေဝင်းလူတွေတော့နေဝင်းကသူ့မသိလောက်ပါတယ်ဆိုပြီးတော့ drama ခင်းနေတာကျွန်တော်နောက်မဆိုရင်အဲ့ចောင်းဆိုကြော်တကိုးခွက်နဲ့ပဲလှုပ်စားနေပြီငါလီးပဲငါဒါယူ sorry ရွယ်ကြောငါတွေးကြည့်လိုက်တယ်ကွာငါတကယ်ပြောချင်လို့ငါဆော့တယ်ကွာငါပြူရိုင်းနဲ့ကနောက်ပိုင်းတွေးလိုက်တယ်ကွာငါဘယ်လောက်ပဲပြောငါတို့နေတိုင်းပဲငါတို့ဒါကြီးဆော့အဲ့တတောင်းသားအဲ့လိုပဲ social မှာလိုက်ပြီးတော့ဟိုလူနဲ့လုံဒီလူနဲ့ဖက်လုံအခုနော်နာမည်တိတ်မကြီးတဲ့သူတွေနော်ကြိတ်မကြီးရသူရှိအဲ့ကြီးလာအဲ့ကြီးလာတဲ့သူတွေပါဘလို့မမလဲကြည့်လိုက်ငါလူပဲဟဲ့အောင်မင်းစောက်ရက်ရှိရင်ငါပြောပြမယ်မေတ္တာကာဆိုတဲ့နာမည်ငါနေဝင်းဆိုတဲ့နာမည်ကြံတဲ့အနောက်က background တွေဘာမှမပါပဲနဲ့မင်းနဲ့စတွင်းလွင်ငါလည်း string လွင်မယ်အရေးချင်းပြရင်မလားရောင်ဟမ်အရေးချင်းပြရင်မလားလို့ challenge လုံးမလားလို့မင်းလီလာတွေကွာလို့မိဘငကိုတည်းကမင်းချမ်းသာနေတာကွာမင်းကငါ့ကိုပတ်စံချင်းပြရင်နေတာတဲ့ငါတော့စတွင်းမင်းမိဘတွေရအောင်ဒီ set တွေလေဒီ set တွေရဖို့တစ်ချက်တောင်လေလက်ဖြတ်မတောင်းခဲ့ရဘူးကွာငါပြောနားလေလား wifi ငါတွေရအစအဲ့ဒါတွေရပါထည့်ပြောပြရင်နော်ငါပြောပြပုံဝင်လေးမင်းငါ့ကိုဒါကြီးပဲရမ်းပြရင်လို့ပါငါပြရင်တဲ့ဟာကိုလည်းမင်းပြောပြတာမင်းလို့ပြရင်လားယောက်ျားဆိုရင်ပြောတာမင်းကလီးပဲကွာယောက်ျားလည်းမဟုတ်ငါလို့မှပြီးရင်လည်းလီးလာကြီးလို့ငါယောက်ျားချင်းသူကစုနိုင်ပါဖားတန်ကြောင့်ဖားတိမ်မှာမပူနေတဲ့ဟိုယောက်ျားချင်းစိတ်ဝင်စားတာတာကြီးရေယောက်ျားချင်းအောင်ကျွန်တော်စိတ်ဝင်စားအောင်စိတ်ဝင်စားတဲ့လူတယောက်ရှိပါကြီးကျွန်တော်တို့တိုက်တယ်လို့ရတယ်ကျွန်တော်ယောက်ျားချင်းနေဘူးဆိုပြီးထွက်သွားနိုင်နေအဝီရောက်တော့မှကျွန်တော်မှရံဘက်တယောက်မှမရှိဘူးเนาะကျွန်တော်မှသူပြောင်းလိုက်ပါလားအေးကျွန်တော်မှဒီ streaming လောကမှာကျွန်တော်တို့ရန်သူရန်ဘက်ဆိုတာတယောက်မှမရှိပါဘူးเนาะပြီးတော့ကျွန်တော် live stream မှာstream မှာတယောက်ကိုဘိုင်လေးတက်ပြီးတော့တစ်ခါမှမပြောဘူးကျွန်တော် streaming လုပ်လာ9နှစ်ကျော်ပြီပေါ့เนาะတော့ဆိုကိုလေးအဲ့တစ်ဖက်ပိတ်နေသူတွေကတိတိကျကျကွာအင်ကြီးကိုတွေကိုတကယ်ပြောသူကပိတ်နေသူကဘာလို့လို့ကျွန်တော်ပဲဘာလို့လို့ကျွန်တော်ဘာမှမလုပ်လို့ကျွန်တော်ပဲအခုမနေ့ကကွာကျွန်တော်ပွဲနေတော့မနေ့ကတနေ့ကတွေ့တယ်အဲ့ပွဲမှာကျွန်တော်နိုင်သွားဘာဆောက်သားကျွန်တော်ပဲလေးတိုက်လေဟမ်လေးပါတိုက်လေကျွန်တော်ဘက်ဘာလေးတိုက်တော့မို့ကျုံးမြေကျူပြောလေကျွန်တော်မှကျွန်တော် easy ထွက်လိုက်တယ်ကွာပွဲကဟာငါရှင်းရမစင်းထဲမှာလည်းမပါဘူးလို့ငါထွက်အဲ့လိုပါပြောပြီးထွက်တာမဲကြီးပြောရတယ်အဲ့တော့ဒီကောင်လီလာကျွန်တော်စတွင်းနိုင်တဲ့ပုံစံနဲ့သူပြိတ္တတွေအရှိမကျွန်တော်အဲ့လိုလာခင်းနေဆိုတော့မဟုတ်နိုင်အောင်ဘာလေလို့ဟာမင်းကဘိုင်ဝန်းဆွဲမင်းစောင်းကောင်းနေလားမင်းကဘိုင်ဝန်းမင်းစောင်းဝန်းပတ်စံပြိုင်နေတာမတိန်တောင်းကြီးငါမှစပွန်ဆာကြီးရှိရမေလို့ရမင်းစော့မလားဟမ်ရောင်တိန်တောင်းကြီးမင်းကပြစ်မယ်ဟမ်ရောင်ပြစ်မလား public မှာဟမ်ရောင် live လွင့်မင်းလည်းလွင့်ငါလည်းလွင့်ဒါမှဘေးချင်းကကွာနိုင်စောက်ခွက်တစ်ချက်ပါပို့ရရေးပြစ်မလားဟမ်ရောင်အလုံးမသားမင်းကတကယ်ကရိုက်ချင်တာသိလားစောက်စံနေတော့မင်းကလှုပ်ချင်တာမင်းစောက်ခွက်ပါရိုက်ချင်တာအစ်စ်သိလားလေ No bro 1 go no I don't give attention bro ညင်းမို့အကိုမစားချင်းလို့ချိန်မြွေးနေရမျိုးပဲတီးပဲလိုက်ဆွဆွဲနေလူတကောငါဒိုးမမင်းငါပြောပွဲထဲမှာမြန်မာပြည်ပါလို့မရဘူးလားနောက်တစ်ခုငါမေးမယ်ငါပွဲထဲမှာလည်းမြန်မာပြည်ပါတယ်နေတိုင်းပါတာ3ဘက်4ဘက်ပွဲထဲမှာမြန်မာပြည်ပါလို့မရဘူးလားမင်းကမေးတာဟမ်ရောက်မေးလို့အဲ့မှာအဲ့လိုပါတာမင်းနိုင်တာပဲလားမင်းကဘာကောင်မို့လို့လဲနိုင်အောင်ငါမင်းကိုပွင့်လင်းလင်းပြောပြမင်းကဘာမို့လို့လဲငါနောက်တစ်ခုပြောမင်းကိုနိုင်တဲ့ဆိုရဲမြန်မာငါနဲ့တွေ့တယ်မေးလို့ရဲ့မင်းသိလားငါနဲ့တွေ့ငါနဲ့အေးဆေးပဲမင်းကြီးဘာလို့အေးဆေးဖြစ်လဲဆိုတာငါမပြောတော့ဘူးကွာလို့မင်းကွာအဲ့ဒါဆိုနေဝင်းလူတွေရဲ့သူတစ်ဖက်ပိတ်တွေကနေဝင်းလူဘယ်လိုဖြစ်ရတာလဲ public မှာဒီ game ထဲမှာတွေ့ရသူတွေကြီးပဲလေနေဝင်းလူတွေတော့
နေဝင်ကသူ့ကိုမသိရင်လောက်ပါတယ်ဆိုပြီးတော့ဒရမာခင်းနေတာနောက်မဆိုရင်အဲ့ကြောင်းကျော်တကိုးခွက်နဲ့ပဲလှုပ်စားနေပြီငါလီးပဲ ဒါကြီးကဘူးနဲ့မှမဖြစ်ဘူးအေးစိနော်ညီလေးဒီပိုင်ထင်းနေမှာတော့ တယောက်တည်းငါပါကြီးနဲ့ ကျွန်တော်ကဘူးကအေးစိပဲပေါ့ဘူး နဲ့ချတာပညာနဲ့တဲ့တော့ အာဖြစ်တာဟုတ်တယ် ဖြစ်တာမနေ့ကဖြစ်တာကိုကြီးဖြစ်တာဘာဖြစ်တာလဲဆိုတော့ကိုပါဝါနဲ့ကိုတာနဲ့ထိုးကြတာ ထိုးတာပါကြီးနဲ့တာကြီးနဲ့ထိုးတာမနေ့က လက်ညိုနဲ့ ရေချိုးနေနဲ့စက်ပြတော့လူတာထိုးနေတယ်ထိုးလေးရောတက်ကပြင်းနေမှာစက်ပြ အဲ့ပြဿနာဘယ်နည်းကစဖြစ်တာလဲဘာဒီမေးနေရလို့ပြဿနာမဖြစ်ဘူးကျွန်တော်ဘာပြဿနာမှမရှိဘူးကျွန်တော်တို့ဘလို့နော်အဲ့ဒါတွေမမှတ်ပါနဲ့ကိစ္စမျိုးဘာပြဿနာမှမရှိဘူးဘယ်သူမှကျွန်တော်ဘာမှမဖြစ်ဘူး လောဘူးကလုံးနေတယ်လေခုနသေသွားတာလေဒီဝဲ အဘပေးဦးနဲ့အဘသိရင်ကွာငါရန်ဖက်ပြတဲ့လူကြာနို့ကျွန်တော်မှရန်ဖက်ဂျန်လည်းမရှိဘူးနော်ပြဿနာလည်းမဖြစ်ဘူးနော်ဖုန်းနေပြပြတာမတူဘူးဗျာတော့ easy ပဲ